အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးနာကစခန်းတွေကိုစုပ်ခိုင်းရာကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတွေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုးမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တပ်တွေစုပ်ပေးဖို့စစ်အုပ်စုရဲ့အမှတ်5စစ်စင်ရေးအထူးအဖွဲ့မှုကိုယ်တိုင်လာရှိုးမြို့အထိလာရောက်တောင်းဆိုပေးမယ်ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်လာရှိုးမြို့ကနေမန္တလေးဘက်ကိုတီးတဲ့ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တန်ရန်မိုင်းရည်မြို့ဘက်ကိုသွားတဲ့နတ်ပေါင်ဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့စင်နကဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုတ်ခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောက်မော်နတ်ပေါင်ဟိုရရွာတွေဟာတစ်ဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က2029စစ်စင်ရေးနဲ့အတူသိမ်းယူခဲ့တဲ့နေမြေထဲမှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့ဂျာဝင်ဆွတ်ဖက်မှုကြောင့် MNDAA ကလာရှိုးမြို့ကိုကြီးတစ်ချက်မဖောက်ပဲပြန်လွှတ်ပေးခဲ့ရပါတယ်။အခုထပ်ပြီးနောက်မော်နတ်ပေါင်ဟိုရရွာတွေကနေတဆင်ချင်းစုပ်ပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုဦးကိုတိုင်လာရှိုးမှာလာညှိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပိုများလာတယ်လို့နောက်မမနေထိုင်သူတဦးကပြောပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုဦးဟာအမှန်5စစ်စင်ရေးအထူးအဖွဲ့မှုကာစာထ5ဖြစ်ပါတယ်။သူဟာလာရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်စင်မှာလေမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရွှီတွင်နဲ့ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်ရဆွေးနွေးပွဲတွေကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြာသေးမီကတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစဉ်မှာလည်းတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်ဆောင်တဲ့အထူးတွေ့ဆုံခဲ့ပါတယ်။သူနဲ့ဆိုအစဉ်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန်ကပြန်ဆုပ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမြို့ကသတင်းရင်းမြစ်ကပြောပါတယ်။စစ်အုပ်စုဟာတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲနဲ့တီဘောမြို့ကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီဘောလန်ပိုင်းပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုပ်ခွာဖို့ဖိအားပို့ပေးနေတာဖြစ်ပါတယ်။ MNDAA ကလာရှိုးမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရဲစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ဖြူဟာကြနားလည်နေဖို့အောက်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့ပူပါတယ်။ MNDAA ရဲ့အပတ်စဉ်1ကေဒါများအလဲကျတင်နန်းစင်ပွဲမှာ MNDAA စစ်ဦးစီးမှုချုပ်ကတင်နန်းစင်ကိုကန်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ28ရက်မှာတွင်ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်ချင်းရွှေဟော်မုံကုံဖောင်းဆိုင်ကုံကျန်းပန်းလုံကွန်းလုံတိန်နီတာမိုးညဲပန်းဆိုင်မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။သိမ်းယူထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးရန်ရာဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှိုးမြို့ကိုလည်း2025ခုနှစ်ဧပြီလမှာစစ်ကောင်စီထံပြန်လွှဲပေးခဲ့ရတာပါ။တိန်နီမြို့ကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။